နယူးဇီလန်မှာမိုနီကာပြားရည်ဤထောက်ခံနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနဲ့ပထမဆုံးမှာအနာကျက်ခြင်းကိုထောက်ပံ့ပေးသည်မိုနီကာပြားရည်သည်ခွဲစိတ်အနာများမိလောင်တန်ရာများဖိအားကြောင့်ဖြစ်သောအနာများနှင့်ကင်ဆာနှင့်ဆက်ဆက်သောအနာများကိုကျက်စေသည်အနာကိုဆူဆူသောပတ်ဝန်းကျင်အဖြစ်ထိမ့်သိမ်းခြင်းရောင်ရမ်းခြင်းကိုလျှော်နှဲစေခြင်းကြွတာကြီးထွားမှုကိုညှို့တင်ပေးခြင်းနှင့်ယောဂပိုးဝင်ခြင်းကိုကာကွယ်ပေးခြင်းဖြင့်ဖြစ်သည်ဒုတိယအနေနှင့်တွားကျမ်းမာရေးကိုညှင့်တင်ပေးသည်တဘာဝတကြားများရှိတော်လဲမိုနီကာပြားရည်အနေအကင်းသောဘက်တီးရီးယားပစ္စည်းများသည့်တွားဘက်တီးရီးယားများကိုကာကွယ်ပေးပြီးတွားကြောက်တည်ခြင်းနှင့်တွားဖုံးရောင်ရမ်းခြင်းကိုလျှော်နှဲစေသည်တတိယအနေနှင့်လေချောင်းနာကိုတက်တာစေသည်မိုနီကာပြားရည်၏ရောင်ရမ်းခြင်းကိုလျှော်နှဲစေသောဗိုင်းရပ်စ်နှင့်ဖန်ကပ်ပိုးများကိုကာကွယ်ပေးသောအင်္ဂါရက်များသည်လေချောင်းနာကိုတက်တာစေပြီးအသက်ရှူလမ်းကြောင်းယောဂများကြောင့်ဖြစ်သောချောင်းဆိုးခြင်းကိုလျှော်နှဲစေသည်စတုထအနေနှင့်အစာချီစနစ်ကျန်းမာရေးမိုနီကာပြားရည်တွင်အစာအိမ်တွင်အကျိုးရှိသောဘက်တီးရီးယားများကိုထောက်ပံ့ပေးသောပရိုဘိုင်ယိုတစ်ကစီများပါဝင်သည်ဘက်တီးရီးယားများကိုထောက်ပံ့ပေးပြီးအစာချေစနစ်တွင်ရောင်ရမ်းခြင်းကိုလျှော်နှဲစေနိုင်သည်ကျွန်ုပ်တို့၏နောက်ထပ်ဗီဒီယိုအတွက်စောင့်ကြည့်ပါအာဟာရလှူဝက်ချက်များကိုဖွင့်လှစ်ခြင်း